ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့သူတွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်ကျွန်တော်ရဲ့ introduction အနေနဲ့ကျွန်တော် anti tarot reading ကိုလုပ်ပြရတဲ့အကြောင်းရင်းကတော့ကျွန်တော်အရင်ကကျွန်တော်ရဲ့ tarot reading ကတကယ်တော့ရန်နာခဲ့တာတော်တော်လေးကိုကြာခဲ့ပြီနောက်ပြီးတော့လည်း tarot reading အကြောင်းအမျိုးမျိုးအကြောင်းပေါ့မလုပ်ဖြစ်ခဲ့တာတွေလည်းရှိခဲ့တာပေါ့နောက်ပြီးတော့အဲ့ဒီကျွန်တော်ရဲ့ tarot reading လုပ်တဲ့ channel လေးကိုကျွန်တော်ဒီမကြည့်ဖြစ်ခဲ့ဘူးပြန်လဲမကြည့်ဖြစ်ခဲ့ဘူးပေါ့ကျွန်တော်ပြောမယ်ဆိုရင်စစ်မကြည့်ခဲ့ဘူးဒါပေမဲ့အရင်လိုက်လောက်ကပဲကျွန်တော်အဲဒီ tarot reading ကျွန်တော်ရဲ့ tarot reading channel လေးကိုပြန်ပြီးတော့ကြည့်ရှုလိုက်တဲ့အချိန်မှာတကယ်ကိုအဟောဘရနဲ့ကျွန်တော်ပါเนาะ subscriber 1000ကျော်ကိုကျွန်တော်ရရှိခဲ့တယ်ကျွန်တော်ကတကယ်အားပေးတဲ့သူတွေကကျွန်တော်ကိုစောင့်မျှော်နေတယ်ဆိုတော့စိတ်ခံစားချက်မျိုးကျွန်တော်ဝင်သွားခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်tarot reading ကိုပြန်လုပ်ဖို့အတွက်ဖြစ်လာစေခဲ့တယ်ပေါ့ဗျာပြောမယ်ဆိုရင်တကယ်ကိုကျွန်တော်အားပေးခဲ့တဲ့သူတွေကျွန်တော်စောင့်မျှော်နေခဲ့တဲ့သူတွေအတွက်ကိုကျွန်တော်အခုကြည့်ရှုနေတဲ့သူတွေအတွက်လည်းတရား tarot reading လေးကိုပြုလုပ်ပေးချင်ပါတယ်ဒါကတော့ကျွန်တော်ရွေးရှင်းပုံစံမှာပဲဒီ6လပိုင်းအတွက်6လပိုင်းမှာကိုတည်တင်တဲ့အရာကဘာလဲကိုတည်တင်တဲ့အရာကိုတည်တင်တဲ့အခြေအနေပေါ့ကိုသိရမယ့်အရာမျိုးတွေဘာတွေရှိနိုင်မလဲဆိုတော့ tarot reading လေးကိုလုပ်ပေးမှာဖြစ်ပါတယ်အခုအရှိန်မှာပြတဲ့အတိုင်းပဲဒီ file လေး3ခုရှိပါတယ်ဒီမှာတော့ဒီ crystal လေး3ခုပါဗျာဒီမှာဆိုရင် file number 1 file number 2နဲ့ file number 3ဆိုပြီးတော့ file လေး3ပိုင်းကိုအရှိန်မှာခြားထားပြပါတယ်အဲ့ဒီ file လေး3ပိုင်းလေးကနေပြီးတော့ချိန်တဲ့ file လေးကိုရွေးနိုင်ပါတယ်တကယ်လို့ရွေးတဲ့အခါမှာအချိန်ကြာခဲ့ရင်လည်းအချိန်ကျွန်တော်ဗီဒီယိုကို pause လုပ်ပြီးတော့ရွေးချယ်နိုင်ပါတယ်ဒီဗီဒီယိုကိုလုပ်နေတဲ့အချိန်အတော်အတွင်းမှာအမှားတစ်ခုခုပါသွားခဲ့သည်ရှိတော့ဒါမှမဟုတ်ရင်အတန်တစ်ခုခုအတန်ကျဲလောင်တဲ့နှောက်ယှက်တဲ့အတန်တွေတစ်ခုခုလည်းကြားခဲ့ရှိတော့နားလည်ပြကြပါလို့မေတ္တာရပ်ခံပါတယ်ခေအခု tarot reading လေးကိုစလိုက်ပါမယ်ဗျโอเคဖိုင်1တွေကိုကြည့်ရှုနေသူတွေအားလုံးကိုအခုအရှိမtarot ကလေးတွေrandom ကြာလာတဲ့ tarot လေးတွေကိုယူပြီးတော့ကြည့်ပြီးတော့မှာဖြစ်ပါတယ်အခုtarot လေးအနေနဲ့တော့ဒီ impress ကြပါတယ်ပေါ့ပြောမယ်ဆိုရင်ကျွန်တော်ဒီ6လပိုင်းအချိန်လေးမှာဆိုရင်ကိုကတကယ်ကိုလူချင်းတူရင်ပေါ်နေမယ်ကာလာမျိုးဖြစ်တယ်နောက်ပြီးတော့ကိုအမြင်မကြည့်တဲ့သူတွေဒါမှမဟုတ်ကိုတကယ်မကြိုက်မနစ်တဲ့သူတွေကအခုလောကာလအတွင်းမှာတဖြည်းဖြည်းနဲ့ကိုစီကိုအာရုံရောက်လာတယ်ပြောမယ်ဆိုရင်ကောင်းတဲ့သဘောနဲ့ကိုစီကိုအာရုံရောက်လာတယ်နောက်ပြီးတော့မုန်းတာကြောင့်ကိုတဖြည်းဖြည်းနဲ့ကိုခင်ခြင်းတဲ့သဘောမျိုးလေးတွေကိုခင်မင်ရှိခြင်းနဲ့လက္ခဏာအပြုအမူလေးတွေကိုမြင်ရနိုင်တယ်ပြောမယ်ဆိုရင်တော့ကိုချစ်တဲ့သူတွေနဲ့လည်းအဆင်ပြေရှိနိုင်မဲ့ကာလမျိုးနဲ့အဲဒါကိုမနာလိုတဲ့သူတွေကလည်းအခုလိုအခြေအနေမျိုးမှာဆိုရင်ကိုပြောမယ်ဆိုရင်ချစ်ခင်လာမဲ့တကယ်လို့မုန်းတီးနေရဆိုရင်လည်းတဖြည်းဖြည်းနဲ့အမုန်းတွေလျော့လာမဲ့ကာလမျိုးဖြစ်တယ်ဆိုတာမျိုးကိုတွေ့ရှိရပါတယ်โอเคနောက်တစ်ခါအနေနဲ့ the string ပေါ့နော် the string ကတကယ်တော့ဒီ6လပိုင်းကကိုယ့်အတွက်ကအခြားနေရာတွေမှာကိုယ့်အတွက်ပြင်မမှန်ရှိမဲ့ကာလမျိုးလေးဖြစ်တယ်ဥပမာအလုပ်တွေအများကြီးလုပ်ရတာမျိုးဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ဒီဥပမာစာတွေအများကြီးဥပမာလေးလာစာတွေအများကြီးကိုလုပ်ခဲ့ရလို့စိတ်ပင်ပန်းတာမျိုးလူပင်မန်းတာမျိုးစိတ်ပင်ပန်းဖြစ်ရတဲ့ကာလမျိုးအနေနဲ့တော့ကြုံရတတ်တယ်အဲ့လိုအခြေအနေမျိုးတော့မြင်ရတယ်ပေါ့နော်လောက်ခွာကြတော့အဲ့ဒီလိုအခြေအနေမျိုးမှာဆိုရင်ကိုကရင်ဆိုင်ကြော်ပြတ်နိုင်တဲ့energy မျိုးစွမ်းရည်မျိုးကိုတွေ့ရှိရတယ်အဲကြောင့်မလို့ကိုလုံနေတဲ့အရာတစ်ခုခုရှိခဲ့တယ်ဆိုရင်တော့အာမလျှော့ပိုင်းနဲ့ဆက်လက်ရှေ့ဆက်သွားဖို့အတွက်အသိစေခြင်းနဲ့ message လေးကိုတွေ့ရပါတယ်ကဲနောက်တစ်ခုကတကယ်ကိုမေဂျာကတ်3ကတ်ကိုကြာသွားတယ်နောက်တစ်ခါပါလဲဆိုတော့ the share လို့ခေါ်တဲ့ the devil ပေါ့ the devil ကအခုလိုအချိန်ဒီမှာကြည့်ရမယ်ဆိုရင်တော့ကိုရဲ့စိတ်ထဲမှာတကယ်ကိုစိတ်ကိုပို့ပြီးတော့
ချုပ်တီးတဲ့အခြေအနေမျိုးတွေဖြစ်နေတတ်တယ်ဥပမာအနေနဲ့ဆိုရင်တကူကဒေါသတွေပါဖြစ်နေတယ်ဆိုရင်အဲ့ဒေါသကိုထိန်းချုပ်ရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်ဥပမာဆိုရင်ကိုယ့်ရဲ့စိတ်ကိုအလွန်မပေးစေခြင်းကိုယ့်ရဲ့စိတ်ကိုတေချာလေးတိရှုပေးခြင်းတိရှုစောင့်ကြည့်စေခြင်းနဲ့အသေးပဲမျိုးလေးပေါ်ထွက်လာတယ်အဲဒါဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဦးစားမပေးတဲ့ကာလဦးစားမပေးရတဲ့ကာလမျိုးလေးဦးစားပေးလို့မရတဲ့ကာလမျိုးအနေနဲ့ကိုကျွန်တော်ဒီမှာတွေ့ရှိရတာဖြစ်ပါတယ်နောက်ပြီးတော့ဒီ6လပိုင်းမှာတည်တည်ချင်းတဲ့ message တခုကကြတော့ဒီ file လေးကိုရေးရတဲ့သူတွေထဲမှာကျွန်တော်တို့တကယ်ဟိုမြင့်တာတရားကြီးမားတဲ့သူတကယ်ခင်မင်တဲ့သူတကယ်နှလုံးသားကြီးမားတဲ့အမျိုးသမီးတယောက်ဘိုးတယ်လည်းကြီးနိုင်တယ်အဲ့လိုအမျိုးသမီးတယောက်ကကိုယ်စီကိုရောက်လာတတ်တယ်ကိုယ်စီရောက်လာတတ်တယ်သူကကိုယ်တကယ်ခင်မင်နဲ့လာပြီးတော့ရင်းနှီးတဲ့သဘောမျိုးရင်းနှီးလာတဲ့သဘောမျိုးနဲ့တွေ့ရတဲ့အမျိုးသမီးတယောက်ပေါ့အဲ့ဒီအမျိုးသမီးတယောက်ကကိုယ်တကယ်ချစ်ခင်တဲ့သဘောမျိုးလေးရှိတယ်တကယ်မေတ္တာတရားပုံစံပေါ့အစစ်မှန်တဲ့မေတ္တာတရားပုံစံလေးရှိတယ်အကူကြီးလိုခဲ့ရင်တော့မှသူ့ဘက်ကနေတတ်နိုင်သလားကိုကြီးပေးမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ရှိတဲ့အမျိုးသမီးတယောက်ကကိုယ်စီကိုရောက်လာတတ်တယ်ဆိုတဲ့ပုံစံလေးကိုလည်းတွေ့ရတယ်ဒီကက်ကနေပြီးပြပြချင်းဖြစ်တယ်ကဲနောက်Tarotရဲ့နောက်ဆုံးကတ်တကတ်မှာဆိုရင်တော့ Ace of Crystal လေးဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒီ6လပိုင်းအခြေအနေမှာဆိုရင်ကိုယ့်အတွက်ငွေကြီးဆိုရင်လည်းငွေကြီးအတွက်အခွင့်အလမ်းတွေရလာတယ်ကိုလိုချင်တဲ့အရာတွေကိုရရှိနိုင်တဲ့ကာလမျိုးလို့ပြောလို့ရတယ်ကိုလိုချင်တဲ့အရာတွေကိုဖြစ်မြင်အောင်လုပ်နိုင်တဲ့အခွင့်အရေးတွေကိုလမ်းပေါက်အောင်လုပ်နိုင်တဲ့ကာလမျိုးအနေနဲ့တွေ့ရတယ်အခုလို6လပိုင်းအခြေအနေမှာဆိုရင်ကိုအခုလုပ်နေတဲ့အရာတွေကိုလည်းလက်မလျှော့ဖို့အတွက်လည်းပြောပြချင်ပါတယ်ဒါတကူကနောက်တစ်ခုကပညာရေးပေါ့ဒီခုကျွန်တော်ပညာရေးမှာလည်းတကယ်အခွင့်အလမ်းတွေရလာနိုင်တဲ့အတွက်ကြောင့်မလို့အခုတခုခုလေးလာနေတဲ့သူတွေအတွက်ဆိုရင်လည်းဆက်ပြီးတော့လေးလာသွားဖို့လက်မလျှော့ဖို့အတွက်အခုလာပြီးတော့ပြနေတဲ့အသေးပဲပေါ့အသေးပဲ message ကလေးဖြစ်ပါတယ်ဗျအခုoracle ကလေးကိုကြည့်လိုက်ကြရအောင်Oh manifestation my god ခဏလောက်နော် sorry ပါဒီမှာဆိုလဲ manifestation ဆိုတဲ့ကံမျိုးချပြီးတော့ဒီမှာလဲ manifest ဆိုတာမျိုးချဟိုဟာစုညတော့အရင်ရှိနားလည်ပြီးပါဗျအခုကျွန်တော်ပြောမယ်ဆိုရင် manifestation ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တွေကိုတွားရမယ့်လမ်းကိုဘက်ကနေပြီးရုံချီနဲ့ဆက်ရှောက်ဖို့လိုတယ်ဆိုတာမျိုးကိုပြောပြတာပဲဖြစ်ပါတယ်ပြပြတဲ့ message လေးဖြစ်ပါတယ်ကိုယုံကြည်တဲ့အရာကိုဆက်လုပ်ဖို့အတွက်တွန်းဆုတ်မနေဘဲနဲ့ကိုအတွက်ပေါ့ကိုခွန်အားတွေတိုးပြီးတော့ခွန်အားစိတ်ခွန်အားတွေပြန်ပြီးဖြည့်တင်းပြီးတော့ကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုဆက်လက်ရှောင်လန်းစေခြင်းပါတယ်ဆိုတဲ့ message လေးရပါတယ်နောက်ထပ် oracle message လေးက adventure ဖြစ်ပါတယ် adventure ဆိုတော့အခုလိုအခြေအနေမျိုးအခုလို6လပိုင်းမှာကိုယ်အတွက်စွန့်စားလုပ်ရတဲ့အရာမျိုးတွေကိုမကြုံဘူးတဲ့အရာတွေနဲ့ကြုံတွေ့ရဖို့အတွက်အကြောင်းပန်လာနိုင်တဲ့ကာလမျိုးပေါ့ကျွန်တော်တို့6လပိုင်းအခြေအနေမျိုးမှာတွေ့ရပါတယ်ဒါပေမဲ့ကိုမသိတဲ့အရာတွေကိုလည်းတွေ့မြင်ရတယ်ကိုမလုပ်ဘူးတဲ့အရာမျိုးတွေလုပ်ရတဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့ရတဲ့ကာလမျိုးလေးလည်းဖြစ်တယ်ဆိုတာကိုဒီ file 1သမားလေးတွေအတွက်ကိုပြောပြချင်ပါတယ်ကဲနောက်တစ်ခုကတော့purposeful ပေါ့Okay ဒီကလေးထဲမှာဆိုရင်တော့ကျွန်တော်ဒီစိတ်ထဲမှာပေါ့ကျွန်တော်တကယ်ခံစားမိတဲ့ဟာကကြတော့တယောက်ကကိုနဲ့တကယ်ဝေးကွာခဲ့ရတဲ့သူဒါမှမဟုတ်လည်းမိသားစုဝင်ပဲဖြစ်ဖြစ်ကိုနဲ့ဝေးကွာနဲ့တန်ငယ်ချင်းအပေါင်းအသင်းမိတ်ဆွေပဲဖြစ်ဖြစ်အဲ့ဒီသူတွေနဲ့နေပြီးတော့ကိုလွမ်းနေတယ်ဆိုပြောမယ်ဆိုရင်လွမ်းနေတယ်တတိယနေတယ်ဆိုတော့အတိပ္ပယ်မျိုးလေးပြောတယ်ကိုချစ်ခင်ရတယ်သူကကိုတတိယနေတယ်ဆိုတာမျိုးလေးကိုလည်းပြောပြခြင်းနဲ့သဘောလေးကိုတွေ့ရပါတယ်ဒါကလည်းမိသားစုဝင်လည်းဖြစ်နိုင်လို့ကိုချစ်ရတဲ့သူတွေလည်းရပဲကိုတတိယနေတယ်ဆိုတော့အတိပ္ပယ်လေးကိုတွေ့ရပါတယ်ဗျအဲ့ဒါကတော့ mistake ကမျိုးလေးပေါ့ mistake ကမျိုးလေးကကျွန်တော်ဒီနေ့မှမြင်ရမယ်ဆိုရင်တော့ကိုယ့်အတွက်ဒီ6လပိုင်းကတကယ်ထူးခြားတဲ့လားလို့လည်းပြောလို့ရတယ်အချို့ဒီ tarot reading ဒီ file 1ကိုကြည့်နေတဲ့သူတွေအတွက်ဆိုရင်တကယ်ထူးခြားတဲ့နေ့လေးထူးခြားတဲ့လားလေးတစ်လားဖြစ်တယ်ပေါ့ဒီ
ဒီကိုအကြုံဘူးတဲ့အရာကြီးမလဲကြုံရတတ်တာမျိုးတွေအတွက်ကြောင့်မို့လို့တကယ်ထူးခြားဆန်းအဲ့ထဲမှာဆိုရင်လည်းတကယ်ထူးခြားဆန်းကျင်တယ်ကိုယ့်တက်တကယ်စမ်းကြယ်စေတဲ့အရာမျိုးတွေပါလာနိုင်တယ်ကိုအံ့ဩစေမဲ့အဖြစ်ပြက်မျိုးလေးတွေကိုမသိတဲ့အရာမျိုးတွေကိုသိပြီးတော့တကယ်အံ့ဩသွားတဲ့ပုံစံမျိုးတွေလည်းဖြစ်လာနိုင်တယ်ပြောမယ်ဆိုရင်တကယ်အားသိန်းစရာတွေရှိနေတဲ့လာမျိုးလေးလို့လည်းပြောလို့ရတယ်ပေါ့ဒီဖိုင်ဝမ်သမားလေးတွေကိုဒီမှာကြည့်ရတာပေါ့ Okay နောက်ထပ်က spontaneous ကြာပါတယ် Okay ဒီမှာဆိုရင်Okay ဒီမှာဆိုရင်ကျွန်တော်ဒီကလေးကိုမြင်လာပါအောင်သွားမြင်လဲဆိုတော့ကျွန်တော်တို့မိသားစုဝင်ပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းပဲဖြစ်ဖြစ်ပါသူတို့တွေကိုဘယ်လိုပြောရမလဲပူပေါင်းထားတဲ့ဆိုရင်အနားမှာရှိနေပြီကိုပြောနေတဲ့ပုံစံမျိုးလေးကိုတွေ့နေရတယ်ပြောမယ်ဆိုရင်ဒီထဲမှာအချို့ဖိုင်ဝမ်ကိုရေးထားတဲ့သူတွေကကြတော့သူတို့ရဲ့တကယ်ချစ်ရတဲ့သူတွေကပါသူတို့အနားမှာရှိစေခြင်းတဲ့ပုံစံမျိုးလေးတွေတွေ့နေရတယ်သူအနားမှာပါတကယ်ရှိစေခြင်းတဲ့ဂရုစိုက်တဲ့ပုံစံမျိုးလေးတွေလည်းဖြစ်စေခြင်းနဲ့ပေါ့အဲ့လိုမျိုးလေးတွေတွေ့ရတယ်ပေါ့အားကြောင့်မလို့ကိုယ့်ရဲ့မိသားစုကိုဂရုစိုက်ပေးပါဆိုတဲ့သဘောမျိုးလေးကိုပြောပြတယ်ကိုယ့်ရဲ့မိသားစုနဲ့အချိန်ကုန်ဆုံးစေခြင်းတာမျိုးနောက်ပြီးကိုယ်ချစ်ရတဲ့သူတွေနဲ့အခုအချိန်ကုန်ဆုံးစေခြင်းတာမျိုးတွေလည်းရှိတယ်အချိန်ကုန်ဆုံးစေရတဲ့ထက်ကိုအချိန်ပေးခိုင်းတာပေါ့ကျွန်တော်ပြောချင်တာကတော့အချိန်ပေးခိုင်းတာမျိုးပြောပြတာပဲဖြစ်ပါတယ်အခုဘိုင်ဝမ်လေးတွေအတွက်ကတော့ဒီလောက်ပါပဲထာရီနေဘိုင်ဝမ်လေးအတွက်ပြီးတော့ပါပြီ Okay ဘိုင်ဂျူကိုဘိုင်လူလေးတွေကိုကြည့်ရှုနေတဲ့သူတွေအတွက်reading လေးကိုကြည့်လိုက်ကြရအောင်အခုမှဆိုရင်ဘိုင်လူလေးအတွက်ကိုဘိုင်ဝမ်နဲ့မတူဘဲနဲ့ဒီကတ်တွေအကုန်လုံးကိုဖြန့်ပြီးတော့ကြည့်ပေးပါမယ် random ကတ်တွေကဘိုင်တူလေးရဲ့အတွက်ဆိုရင်တော့အရင်အများကြီးပါတယ်ပေါ့နော်ဒီတိုင်းပြန်ကြည့်ရပါမယ်ဟုတ်အများကြီးပဲဒီမှာထားပါစေ Okay ပါကြည့်ရဘိုင်တူလေးတွေကိုအများကြီးပြောပြခြင်းတဲ့ပုံစံမျိုးရှိတယ် Okay ဆက်ဆက်ပြောမယ်ဆိုရင်ဘိုင်တူလေးတွေမှာဆိုရင်ကိုကအတိုးတန်တဲ့လောက်မတိုးတက်တဲ့ပုံစံအခြေအနေမျိုးလေးတွေကိုကကြုံတွေ့နေရတယ်ဆိုတာမျိုးလေးကိုတွေ့တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ခံစားချက်ကြောင့်ကိုယ့်ရဲ့စိတ်ခံစားချက်ကအခုအခြေအနေမျိုးမှာဆိုအရန်အတက်ကြပေါ့emotion နဲ့အရန်ဖြစ်လွန်တဲ့ကာလမျိုးဖြစ်နေတတ်တယ်။အခုလိုအခြေအနေမျိုးမှာဆိုရင်ကိုယ်လုံနေတဲ့အရာကအရာမထင်သလိုဖြစ်နေတတ်တယ်။အဲ့လိုအခြေအနေမျိုးတွေ့ရတယ်။နောက်ပြီးတော့ကိုကဒီပိတ်ထားသလိုမျိုးဥပမာနဲ့ဒီခက်လေးပေါ့ဒီခက်လေးကိုမြင်ပြီးတော့ကိုကပြဿနာချမ်းမှာချောင်ပိန်းမိနေတာမျိုးဒါမှမဟုတ်လေအဲ့လိုအခြားအရာတွေကိုနဲ့မကြိုက်တဲ့အရာတွေထဲမှာကိုကချောင်ပိန်းမိနေကိုမလွတ်မလပ်ဖြစ်စေတဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေ့နေရတယ်ဆိုတော့ energy မျိုးတွေကိုတွေ့ရတယ်အဲ့ဒီ energy အဲ့ဒီမျိုးတွေ့ရပေမဲ့အဲ့လိုမျိုးကိုညီနိုင်တာကြောင့်ကိုရဲ့ဘေးမှာရှိနေတဲ့ကိုရဲ့ငယ်တငယ်ချင်းအနေကိုငယ်လေးတွေကပေါင်းလာတဲ့တငယ်ချင်းတွေပေါ့ကိုငယ်လေးကပေါင်းလာတဲ့တငယ်ချင်းတွေအဲ့လိုမျိုးတွေစီမှာအဲ့လိုမျိုးစီကနေအကူညီလေးတွေတောင်းကျစေခြင်းနဲ့နောက်ပြီးတော့တယောက်တည်းမနေဘဲနဲ့ဒီကိုတကယ်ကိုခင်တဲ့သူတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့သူတွေနဲ့နီးကပ်ရှိနေစေခြင်းနဲ့ဆိုတဲ့ message လေးကိုတွေ့ရပါတယ်ဒီ6လပိုင်းမှာပေါ့ဒီမှာဆိုရင်ဒီ5 of cup ပေါ့5 of cup and 3 of feather ဒီဟာကဒီ6လပိုင်းမှာဆိုရင်ကိုယ့်အတွက်စိတ်ရှုပ်စရာကြီးလည်းကြုံတွေ့ရင်လည်းကြုံတွေ့ရနိုင်တယ်ပြဿနာကြီးကြောင့်မလို့အဲ့ဒီ
အရာကိုပဲကိုကအရန်အာယုံစိုက်မိလွန်သွားတယ်အရန်အာယုံစိုက်လွန်သွားတယ်ဒါမှမဟုတ်အရန်စိတ်တော့ကပေါ့စိတ်တော့ကများတတ်တဲ့အခြေအနေမျိုးတွေကိုကြုံနေရတဲ့ပုံစံမျိုးလေးတွေ့ရတယ်โอเคအဲ့ဆိုရင်ဒီကနေဗာပြောချင်တယ်ဆိုတော့ကိုချစ်ရတဲ့သူစီကိုငယ်လေးကခင်ရတဲ့ပေါင်းအပေါင်းအသင်းပဲဖြစ်ဖြစ်အပေါင်းအသင်းမိတ်ဆွေတွေကနေနီးကပ်နေပါနီးကပ်နေပဲဆိုတာဘာကြောင့်လဲဆိုတော့ကိုအတွက်တကယ်ကို healing ပြန်ဖြစ်စေတဲ့ကိုညီပေးနိုင်တဲ့လူတွေဖြစ်သွားတတ်တဲ့ဆိုတဲ့အခြေအနေမျိုးလေးတွေ့ရပါတယ်အဲ့ဒါလေးကိုဒီကနေတစ်ဆင့်တွေ့ရပါတယ်နောက်တစ်ခုကကြတော့ကိုအရင်ကိုရဲ့ဒီဟာလေးကိုကြည့်ချင်အဖြစ်ကိုအရင်ကကိုရဲ့စိတ်နေစိတ်ဓာတ်ပုံစံမျိုးကကြတော့အခုလိုအခြေအနေမျိုးမှာကိုနဲ့တိတ်မကိုက်ညီတော့တဲ့အခြေအနေမျိုးတွေကိုကျွန်တော်တွေ့ရတယ်အဲ့ဆိုတော့ပြချင်တာကဒီလိုအခြေအနေမျိုးကိုရဲ့စိတ်ခံစားချက်စိတ်အယူစိတ်ကနေပြီးတော့ဖြစ်နေတဲ့ခံစားချက်တွေမလိုအပ်တဲ့အရာတွေကိုကိုကခံစားနေရတဲ့ပုံစံမျိုးတွေကိုပြောင်းလဲစေချင်တဲ့ဆိုတဲ့ message လေးကိုဒီကနေတွေ့ပါတယ်ပြောမယ်ဆိုရင်ကိုကဒီကိုယ့်ရဲ့ insight ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကိုအချို့အရာတွေကိုနဲ့မသက်ဆိုင်တော့အရာကိုယ်ဘယ်တော့မှအကျုံးမပေးရတဲ့အရာတွေကိုလက်လွတ်လိုက်စေခြင်းနဲ့ဒီ release လုပ်စေခြင်းနဲ့ပေါ့အဲ့ဒီအရာတွေကကိုဒီကိုယ့်ရဲ့တိုးတက်မဲ့အရာတွေအတွက်ကိုအရင်အနှောက်အယှက်ကိုပေးနေတာအဓိကအနှောက်အယှက်ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့အရာတွေကကိုယ်နှောက်ယှက်နေတဲ့သဘောမျိုးကိုတိုးတက်မဲ့နေရာစီကို development ဖြစ်စေမဲ့အရာတွေစီမရောက်ဘဲနဲ့ဆွဲနေတယ်ဆိုတဲ့အထိပဲမျိုးလေးဖြစ်နေတယ်ပေါ့ဒါကြောင့်မလို့ကိုယ့်ရဲ့အရင်တော့ကကိုမလိုအပ်တဲ့အရာတွေကိုကိုယ့်ရဲ့စိတ်ထဲမှာရှိနေခဲ့တဲ့မလိုအပ်တဲ့အရာတွေမလိုအပ်တဲ့စိတ်ခံစားချက်တွေကိုအခုအခြေအနေမျိုးမှာလွှတ်ချဖို့အတွက်ဒီခက်လေးကနေပြီးတော့ပြောနေတဲ့ဒါမျိုးကိုတွေ့ရပါတယ်โอเคဒီတက်စတာကလေးကိုမြင်တဲ့အခါမှာကိုကလမ်းပြောင်းနေတဲ့သူမဟုတ်ဘူးဆိုတော့သိသိချင်းတယ်ကိုက loss ဖြစ်နေတာမဟုတ်ဘူးတကယ်တော့ကိုက healing လုပ်ဖို့လိုနေတာကိုက healing လုပ်ဖို့လိုနေတယ်ဒါပေမဲ့လမ်းဘယ်လိုပြောမလဲကိုကြီးသွားမဲ့လမ်းကိုသွားမဲ့နေရာကကြတော့ကိုသွားမဲ့ဘဝလမ်းကြီးကကိုအတွက်ကဥတီယာရှိပြီးသားဒါပေမဲ့ကိုက healing မလုပ်ဘဲနဲ့ဟိုကနေနေဒီတိုင်းပဲနေနေတဲ့အခါကျတော့ကိုသွားမဲ့လမ်းစပွဲဖြစ်နေတာသွားတာမျိုးအဲ့လိုဘယ်လိုပြောမလဲတိုးတက်မဲ့အရာမှတိတ်ပြီးတော့မတိုးတက်တဲ့ပုံစံမျိုးပေါ့တကယ်တော့ဒီဖိုင်1သမားလေးတွေကပေါ့ sorry ဖိုင်2ပေါ့နော်မှားပါလို့ပါဖိုင်2ကိုရေးထားတဲ့သူတွေကကြတော့တကယ်ကိုစိတ်ထားကောင်းမွန်တဲ့သူတွေဖြစ်တယ်စိတ်ထားနှုံးညံ့တဲ့သူတွေလို့လည်းခံစားရတယ်ဒါပေမဲ့အခုလိုအချိန်လေးမျိုးမှာကိုယ့်ကို healing ပြန်လုပ်စေခြင်းနဲ့ကိုယ့်ကို healing ပြန်လုပ်စေခြင်းပြီးတော့ကိုယ်သွားမဲ့အရာကိုမြင်စေခြင်းနဲ့ကိုယ်သွားမဲ့လမ်းကိုတွေးစေခြင်းနဲ့အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ရှောက်သွားစေခြင်းနဲ့ကိုယ့်ရဲ့လမ်းခီကိုယ့်ရဲ့အောင်မြင်မှုပန်းနိုင်စီကိုအဲ့လိုရှောက်သွားစေခြင်းနဲ့ကံမျိုးလေးဖြစ်ပါတယ်သူကအဲ့လိုမျိုးလေးပြောပါโอเคဒီ Empress Empress ကဖိုင်ဝဲမှာလည်းပါသွားတယ်ပေါ့နော်ဒီဖိုင်ဝဲနဲ့လည်းဆက်ဆက်မှုလည်းရှိကောင်းရှိနိုင်တယ်โอเคဒီမှာမြင်ရတဲ့လောက်ဆိုရင်အမှန်တကယ်ဖိုင်တူးလေးတွေကကိုယ့်ရဲ့စိတ်ခံစားချက်ကိုပဲအရင်ဦးစားပေးနေလုံးသွားတယ်ပေါ့ဦးစားပေးနေလုံးကိုယ်မှာ family ပုံစံမျိုးရှိတယ်ကိုယ်မှာ family ပုံစံမျိုး energy ရှိတယ်ကိုယ်ရင်းနှီးနှီးဆက်ဆံပေးမဲ့သူရင်းနှီးချစ်ခင်ပေးမဲ့သူတွေကိုယ်ပတ်ဝန်းကျင်မှာရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကဒီမကောင်းတဲ့ energy ဒီဘယ်လိုပြောမလဲဝမ်းနေတဲ့ပုံစံမျိုးပေါ့ဝမ်းနေနေတဲ့အခြေအနေမျိုးဒီ fight or cut ပေါ့တကယ်တော့ဒီကက်လေးကခွက်တွေဥမာနေတာခွက်ပေါ့နော်fight or cut ဆိုတဲ့ဟာမျိုးလေးပေါ့သူ့ရဲ့မူရင်းပုံစံကကြတော့ခွက်တွေကမှောက်ကြနေတဲ့ခွက်လေးကိုခွက်သုံးခွက်ကမှောက်ချနေပြီးတော့ခွက်နောက်ခွက်ကိုကြောပေးထားတဲ့ကက်လေးဖြစ်တာပေါ့ပြောရမယ်ဆိုရင်အခွက်ကဒီမှာဆိုရင်စိတ်ခံစားချက်ကိုစားပြူတာပေါ့ပြောမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကိုဆုံးရှုံးတဲ့အရာတွေကိုပဲကိုယ့်ရဲ့စိတ်ကအဲ့ဒီအရာကိုပဲတွေးစေတယ်အဲ့လိုမျိုးတွေဆိုတော့ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ကိုယ့်ရဲ့တကယ်ကိုယ်ယူဆိုင်ပေးတဲ့သူတွေကိုမမြင်မိတော့ဘဲနဲ့ကိုယ့်ရဲ့ဒီအတွေးတွေကိုယ့်ရဲ့စိတ်ထဲမှာပဲချောင်ပိတ်မိသွားတယ်ဆိုတော့ပုံစံမျိုးလေးကိုကျွန်တော်တွားပြင်းမြင်ပြီးတယ်โอเคနောက်ထပ်
တန်နေအနောက်ရှက်ပြသွားရင်လည်းနားလည်ပေးပါဗျโอเคဒီမှာကြည့်ရမယ်ဆိုရင်ဒီအကို6လပိုင်းမှာဒီဖိုင်တိုးလေးတွေအတွက်ကိုအပိစကားလေးပေါ့သူကကိုယုံကြည်မှုရှိစေခြင်းနဲ့ကိုလုပ်တဲ့အရာတွေပေါ်မှာလည်းယုံကြည်ထားပါအစိုးရင်စိတ်တွေမထားပါနဲ့ကိုကတကယ်တော့ကိုဖြစ်နေတဲ့အရာကိုအကောင့်တွေဖော်နိုင်တဲ့အချမ်းစီတွေလည်းအကောင့်တွေဖော်နိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုသိထားစေခြင်းနဲ့နောက်ပြီးတော့ကိုလိုအပ်တဲ့အချိန်မှာလည်းကိုညီပေးမဲ့သူတွေကလည်းရှိနေတတ်တယ်ကိုကတကယ်တော့အကူညီတောင်းမှုလိုအပ်တယ်အကူညီတောင်းမှုလိုအပ်တယ်ကိုကလောက်ကင်နေဆိုရင်ရှိတယ်ပေါ့ကိုယုံကြည်မှုရှိစေခြင်းနဲ့အခုအချိန်မျိုးမှာဆိုရင်တကယ်ပေါ့ကိုယုံကြည်ဖို့အဓိကပြောပေးနေတဲ့ကတ်လေးအဖြစ်မြင်ရပါတယ်ပြောမယ်ဆိုရင်အခုဒီ fine 1တွေကfine sorry ပါ fine 2ကိုရွေးချယ်တဲ့သူတွေကတကယ်တော့အတန်နေစုညောင်းရင်လည်းsorry ပါဗျာokay သူကကြတော့ဒီကလေးကပြောတာကြတော့ကိုအတွက်ကကိုကအောင်မြင်မဲ့သူတယောက်ဖြစ်တယ်အောင်မြင်တဲ့သူတယောက်ကိုဖြစ်နိုင်ခြင်းအများကြီးရှိတယ်တကယ်တော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုအရန်ကြီးဦးစားပေးမိတဲ့အခါကျတော့တကယ်တော့ဒီလိုကိုအတွက်ရောက်ရမယ့်နေရာပေါ့ကိုရောက်ထိုက်တဲ့နေရာမျိုးမှာမရှိဘဲနဲ့အခုလိုနည်းနည်းနှောင့်နှေးနေတာပေါ့မရောက်တာတော့မဟုတ်နှောင့်နှေးနေတာကိုနှောင့်နှေးစေတဲ့အခြေအနေမျိုးနဲ့ကိုကရင်ဆိုင်နေရတယ်ဆိုတော့message လေးကိုတွေ့ရပါတယ် okay ဒီကတ်လေးကိုဒီခံစားမိတာကကြတော့ဒီ awakening မှာเนาะ the judgment ဆိုတဲ့ကတ်မျိုးကြားတဲ့အခါမှာပေါင်းမိလဲဆိုတော့ကိုကတကယ်တော့အခုလိုကာလမျိုးမှာကိုကစိတ်သေးလူစင်းနဲ့နေထိုင်သွားစေခြင်းနဲ့ဆိုတဲ့ message မျိုးတွေကိုတွေ့ရတယ်ကိုကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလည်းကိုကပြောင်းလဲပြင်မယ်ကိုယ်ခံယူချက်တွေကိုအရှင်တုန်းကတကယ် negative energy ကိုကအရင်တွေးလို့နေသူဆိုရင်အခုဆိုတဖြည်းဖြည်းနဲ့ short လာတာမျိုးအစိုးတဲ့အတွေ့အကြုံရနေပြီးတော့ကိုကလွတ်ထွက်လာနိုင်အောင်ကိုစူးစမ်းပြီးတော့ဒီတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ပုံစံကနေပြီးတော့တဖြည်းဖြည်းပြောင်းလဲသွားမယ်အချိန်မျိုးလို့မြင်ရတယ်ဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပြန်ပြီးတော့ healing လုပ်ဖို့လိုတယ်အခုကာလမျိုးကြောင့်ကိုကစိတ်လူငင်းနဲ့တွားရမယ်ဆိုတဲ့ message မျိုးတွေကိုဒီကနေပြီးတော့ရနေတယ်ကိုယ့်ရဲ့ဒီ negative energy ပေါ့ကိုယ့်ရဲ့မကောင်းတဲ့ခံစားချက်တွေကိုအခုချိန်နေမှာဆိုရင် healing ပြန်လုပ်ချက်ချင်းဥပမာ healing ပြန်လုပ်တာဆိုတာကmeditation တရားထိုင်တာပဲကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်ကိုယ့်ရဲ့စိတ်တည်ငြိမ်အောင်လုပ်တယ်ကိုယ့်ရဲ့စိတ်လေးပင်အတွေးမျိုးတွေကိုယ့်ရဲ့ခေါင်းထဲကနေထုတ်ပလိုက်တာမျိုးအဲ့လိုမျိုးကို healing လို့ခေါ်တာပါဗျအခုလိုမျိုးဒီ awakening ဆိုတဲ့ကတ်ကိုကြားတဲ့အခါမှာကိုယ့်တက်ကအချို့အရာတွေကခက်ခဲနိုင်တယ်ဒါပေမဲ့ကိုကအခုလိုအချိန်မျိုးမှာဆိုရင်စိတ်သိလူသိနဲ့စတင်ဖို့အတွက်အချိန်ဖြစ်တယ်ဆိုတာတကယ်အချိန်ဖြစ်တယ်ဆိုတာမျိုးကိုဒီ message လေးကနေပြီးတော့ပြောပြခြင်းဖြစ်ပါတယ်။ Okay နောက်ထပ်ဒီမှာကျန်နေဒါလေးဦးမိပါ sorry ပါဗျ။ Four of crystal. Okay, four of pentacle. Okay ပါဒီ four crystal လေးကိုfour ဒီကလေးကိုရှင်းတဲ့အခါမှာဟိုအချို့အရာတွေကိုကိုကစုပ်ကင်ထားတယ်ပေါ့သူလက်မလွတ်ခြင်းဘူးအချို့အရာတွေကိုကိုကစုပ်ကင်ထားအဲ့ဒီအရာတွေကကိုယ့်အတွက်မလိုအပ်တဲ့အရာမျိုးတွေဖြစ်နေတယ်အဲ့ကိုစုပ်ကင်နေတဲ့အရာမျိုးမလိုအပ်တဲ့အရာမျိုးလေးတွေရှိနေတတ်တာမျိုးတွေ့ရတယ်ကိုကအဲ့ဒီအရာကိုအရင်စုပ်ကင်ထားနေဆိုတဲ့အဓိပ္ပာယ်မျိုးဒီရနေပြီးတော့တွေ့ရတယ်ပေါ့နော်တကယ်လို့အဲ့ကိုရဲ့စိတ်ထဲမှာတကယ်ဆွဲနေတဲ့အရာမျိုးကို negative energy ပေါ့စိတ်ခံစားချက်တွေပေါ့အခုမလိုအပ်တော့ရင်အဲ့ဒီအရာတွေကိုrelease လုပ်လိုက်ဖို့အတွက်တော့အကြံပေးချင်ပါတယ်ပေါ့ဒီအရာလေးကအရင်
သူကမလွတ်ပေးခြင်းဘူးဒီလိုအဲ့အတွေးဆိုလဲအဲ့လိုမျိုးငကတိအတွေးဆိုလဲဘာမှမဟုတ်တဲ့ငကတိအတွေးလေးတွေမကောင်းတဲ့အတွေးမျိုးလေးတွေလည်းအဲ့လိုဆွဲကင်ထားတာမျိုးတွေလည်းဖြစ်နေနိုင်တယ်ပေါ့အဲ့လို energy မျိုးလေးကိုတွေ့ရတယ်အဲဒါကြောင့်မို့လို့ဒီ negative thinking ကနေပြီးတော့ negative thinking ကနေပြီးတော့လွတ်မြောက်စေခြင်းနဲ့ဆိုတော့ပုံစံမျိုးလေးပေါ့ကိုယ်ဖတ်တယ်ရတဲ့အရာကနေပြီးတော့အချို့အရာတွေမှာ release လုပ်တင်တော့လုပ်ရမယ်ဆိုတဲ့ကာလာမျိုးလေးတွေကိုတွေ့ရပါတယ်ဗျ okay ဒီဟာလေးတွေကိုထောက်လေးလို့တမင်ပါမယ်အခုအရကကလေးကိုကြည့်တစ်ချက်လောက်ကြည့်လိုက်ကြမယ်ဟုတ် manifest ဖိုင်1မှာပါခဲ့တဲ့ manifest အဲ့ကြောင့်မလို့ဖိုင်1နဲ့ဖိုင်2နဲ့နည်းနည်းဆက်ဆက်နေမယ်လို့လည်းထင်တယ်ပေါ့ဘာဖြစ်လဲဆိုတော့ဖိုင်1လို့ပါဇာတ်ထဲကနေပြီးတော့အဲ့လိုပြောနေပြီးတဲ့အတွက်ကြောင့်လည်းဖိုင်1နဲ့လည်းဆက်ဆက်မှုရှိမယ်လို့တော့လည်းထင်တယ်ပေါ့ဗျာဒီမှာဆိုရင် spontaneous လည်းပါတယ်။အိုးဒီကတ်တွေကကြတော့ random message ပေါ့ random ကြာလာတဲ့ကတ်တွေဒီမှာဆိုရင်ဖိုင်1နဲ့ပတ်သက်ပြီးတော့ကြာလာတဲ့ကတ်မျိုးလေးလည်းပါတယ်ပေါ့နော်။ Okay ဆက်ကြည့်မယ်ဆိုရင် okay ဟုတ်တယ်ဒီနေ့6လပိုင်းမှာ6လပိုင်းအချိန်လေးမှာဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကအတက်ကြအရင်များတဲ့ကာလမျိုးဖြစ်နေတတ်တယ်။နောက်ပြီးတော့တတိထားစေချင်တာကကိုယ့်ရဲ့အတွေ့အတိုင်းကိုအခုဖြစ်လာစေမဲ့ကိုယ့်ရဲ့အတွေ့တွေကိုဖြစ်လာစေမဲ့ manifest လုံးပြီးသွားနိုင်တဲ့အခြေအနေမျိုးလေးရှိတယ်။အားကြောင့်မလို့ကိုယ့်ရဲ့အတွေ့တွေကိုအခုလိုကာလမျိုးမှာတော့ positive thinking positive အနေအထားနဲ့သွားစေချင်တာမျိုးလို့ပြောနေခြင်းဖြစ်တယ်ဆိုတာကိုနားလည်မိပါတယ်။ Okay ဒီအရာဆိုရင်ကိုယ်တွေးလိုက်တဲ့အရာကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့တွေးလိုက်တဲ့အရာတွေကတကယ်ဖြစ်သွားနိုင်တဲ့ကာလမျိုးဖြစ်တယ်။အားကြောင့်မလို့ဒီ6လပိုင်းအတွင်းမှာ negative thinking တွေအတွေ့တွေ negative အတွေ့တွေအများကြီးမတွေးစေဖို့အတွက်ဒီကက်လေးတွေကနေပဲတတိပေးတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်။ပြောမယ်ဆိုရင်ကိုယ့်အတွက်အခုလိုကာလမျိုးကကြတော့တကယ်တော့ opportunity အခွင့်အရေးဖြစ်တယ်။ဘာအခွင့်အရေးလဲဆိုရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုအပြည့်အဝ heal လုပ်နိုင်တဲ့အခြေအနေမျိုးလည်းရသွားနိုင်တယ်။အခွင့်အရေးကောင်းလည်းရသွားနိုင်တယ်။နောက်ပြီးတော့ကိုယ့်ကိုယုံကြည်မှုတွေတိုးတက်အောင်လုပ်နိုင်တဲ့ကာလပြောမယ်ဆိုရင်ဒီ6လပိုင်းမှာဆိုရင်ကိုယ် self development ကိုတိုးတက်အောင်လုပ်နိုင်မဲ့ကာလမျိုးလို့တော့မြင်တယ်။ Okay ဒီဖိုင်1လေးလိုပဲเนาะဖိုင်2ကကြတော့တကယ်ကိုကိုရဲ့အတွေ့အတိုင်းကိုလိုက်ဖြည့်ဆည်းပေးနေတဲ့ energy မျိုးတကယ်ထူးခြားတဲ့စွမ်းရည်လို့ပြောရမလားဒီ law attraction နီလန်းကို law attraction ကိုလိုက်နာနေတဲ့အရာပေါ့လိုက်နာနေတဲ့ပုံစံမျိုးတွေတွေ့နေရတယ်ဆိုတော့ကိုယ့်ရဲ့အတွေ့တွေကိုဂရုစိုက်စေခြင်းနဲ့အခုကိုကောင်းတဲ့ဟာတွင်ကောင်းတာဖြစ်မယ်ဆိုတဲ့အတွင်ဆိုးတာဖြစ်မယ်အဲ့လိုသဘောနဲ့တွားနေလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်ပြောမယ်ဆိုရင်ကိုကဒီကလေးကိုကြည့်နေတဲ့အခါမှာဒီ1နဲ့နည်းနည်းလေးကွဲပြားနေတာမျိုးတွေ့ရတယ်သူကကိုယ့်ရဲ့ဖြစ်စဉ်နဲ့အစံနာကိုတနည်းတစ်ပုံနဲ့ဖြည့်ဆည်းပေးလိုက်တယ်ဆိုတဲ့အတိတ်ပဲမျိုးလေးကိုတွေ့ရတယ်ဒါကြတော့ဒီကလေးအတိတ်ပဲပေါ့Okay နောက်တစ်ခုဒီဖောင်ဝင်းထဲမှာခြားခဲ့တဲ့ကတ်မျိုးလေးပေါ့spontaneous ကတ်လေး Okay အခုအတင်းအတွက်ကဒီတင်းတယောက်တည်းရှိနေဖို့ဘယ်လိုပြောမလဲတင်းတွဲပေါ့အခြားကိုရဲ့မိတ်ဆွေကိုယုံကြည်ရတဲ့သူတွေရဲ့ဘေးမှာရှိနေစေချင်တာမျိုးပေါ့ဒီဖိုင်ဝင်းထဲကဒီ message ပုံစံမျိုးကိုပြန်ပြီးတော့ရတယ် Okay ပါဘာများရှိသေးလဲဒီမှာဆိုရင်ကိုနဲ့ကိုအနီးကိုယုံကြည်ရသူကိုချစ်နေရသူတွေစီကနေပြောတဲ့စကားတွေကိုသေချာလေးနားထောင်စေချင်တာမျိုးရှိတယ်ဒီမှာဆိုရင်ဒီဝင်ပလေကနေပြီးတော့တခု
ဒီ energy ပုံစံပေါ့ဒီလေလိုင်းလေးလွှတ်လိုက်တဲ့အခါကျတော့ကိုပြောချင်တဲ့အရာအဲ့လိုမျိုးအပြောတွေပါကိုရင်ဖွင့်နေတဲ့သူတွေကိုရင်ဖွင့်ပြီးတော့သူတို့ပြောတဲ့စကားတွေကိုနားထောင်စေချင်ဒါမှမဟုတ်လည်းကိုချစ်နေရတဲ့သူတွေနဲ့စကားတွေမှပြောပြီးတော့သူတို့ရဲ့ပြောစကားတွေပေါ့သူတို့တွေတွေ့ကြုံတဲ့အရာတွေအဲ့လိုမျိုးအချင်းချင်းမျှဝေပျော်ရွှင်နေတဲ့ပုံစံမျိုးလေးဖြစ်စေခြင်းနဲ့ပြောချင်တာကတော့သူတို့ရဲ့စကားကိုနားထောင်ပြီးတော့အနားမှာပေါ့တေချာလေးနားထောင်ပြီးတော့အနားမှာရှိနေစေခြင်းနဲ့သူတို့ပြောနေတဲ့အရာကိုကိုယ်နဲ့ရင်းနှီးတဲ့သူတွေကိုယ်နဲ့ချစ်ခင်တဲ့သူတွေရဲ့ပြောတဲ့စကားတွေကိုနားထောင်ကြည့်လိုက်ပါဆိုတော့ message မျိုးလေးကိုတွေ့ရတယ်ပေါ့ဒီထဲမှာဆိုရင်တကယ်ဖိုင်1နဲ့꿰ပြတဲ့ message လေးကိုတွေ့ရတယ်ပေါ့ okay ဒါကတော့ဖိုင်2ကိုပေးနေတဲ့ message လေးဖြစ်ပါတယ်6လပိုင်းမှာဘယ်လိုအခြေအနေမျိုးလေးရှိနိုင်လဲဆိုတော့ဘာရေးသိရမလဲဆိုတဲ့ message လေးဖြစ်ပါတယ်ဗျဖိုင်2လေးအတွက်ဆိုတော့ဒီလောက်ပါပဲဗျhello ဖိုင်3လေးမင်္ဂလာပါအခုဖိုင်3လေးပဲဖိုင်3လေးအတွက်ကိုဒါရီလေးရပါပြီပထမဆုံးစပြောမယ်ဆိုရင်ဖိုင်3လေးတွေကတကယ်တော့ကံကောင်းတယ်ပေါ့နော်ကံကောင်းနေဆိုရင် the free fortune လေးကိုကြားပါတယ်ပြောမယ်ကိုယ့်ရဲ့ကံအခြေအနေကကိုအရင်တော့ကကောင်းတဲ့အရာတွေပြုလုပ်ခဲ့တယ်ကောင်းတာတွေကိုကိုယ်ခံစားရမယ်ဆိုတဲ့အလားမျိုးကိုကမကောင်းတာတွေကိုလုပ်ခဲ့ဆိုမကောင်းတာတွေကိုခံစားရမယ်လားမျိုးဒါဆိုအပြည့်ကောင်းတဲ့အရာမျိုးကိုယ့်ရဲ့ကောင်းတဲ့ကြံမှာမျိုးကိုရလာမယ်ဆိုတဲ့အချိန်အခါမျိုးဖြစ်ပါတယ်ဒါပေမဲ့လည်းကိုယ့်ဘက်မှာဆိုရင်ကိုကရှာဖွေကိုယ့်အတွက်ပေါ့ဒီတကူကိုတင်ကြရမယ်တင်ယူရမယ်ဒီအခြေအနေမျိုးကာလမျိုးကိုတွေ့ရတယ်ကိုတင်ကြရမယ်ကိုတင်ယူရမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်ဗျနောက်တစ်ခုက facial crystal face နှစ်ခုကြပါတယ်ပြောမယ်ဆိုရင်အခုလိုအခြေအနေမျိုးအခုလိုကာလမျိုးကြောင့်ကိုယ့်အတွက်ကတကယ်အကြံဉာဏ်တွေဒါမှမဟုတ်လည်းဉာဏ်တွေကိုထပ်မြက်စေမယ့်ကာလမျိုးအနေနဲ့မြင်ရတယ်ကိုတင်ယူတဲ့အခါမှာတင်ယူတဲ့အရာကိုအသုံးချနိုင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့ဒီဖိုင်3လေးတွေမှာဆိုရင်ကိုရှာဖွေနေတဲ့အရာကတွေ့ရှိလာပြီးတော့အဲ့ဒီကိုတွေ့ရှိထားတဲ့ကိုတင်ယူထားတဲ့အရာတွေကိုလက်တွေ့ကြပြန်လဲအသုံးချနိုင်မှုအတွက်ကာလကောင်းအချိန်ကောင်းလေးဖြစ်တယ်ဆိုတာမျိုးကိုဒီမှာတွေ့ရပါတယ်โอเคဒီမှာစတာလေးပါဒီမှာဆိုရင်ဖိုင်သွေးလေးမှာဆိုရင်အခုဒီကိုစူးစမ်းနေတဲ့အရာတွေကိုအလုံးလုံးနေတဲ့အရာတွေပေါ့ကိုအလုံးလုံးနေတဲ့အရာမျိုးလေးရှိတယ်ဒါပေမဲ့အဲ့ဒီအရာကကိုအတွက်ကငင်းငွေကောင်းလဲငင်းဝင်နိုင်တယ်ငင်းငွေကောင်းလဲငင်းဝင်နိုင်တယ်အတန်လေးဆုံးရသွားရင်တော့နားလည်ပြပါဗျအခုဒီဖိုင်မှာဆိုရင်ကိုလုံးနေတဲ့အရာတွေရှိတယ်ကိုလုံးနေတဲ့အရာတွေကငင်းကောင်းငင်းဝင်နိုင်တယ်ကိုစူးစမ်းနေတဲ့အရာတွေကလည်းအရာမရောက်လို့လည်းထင်ကောင်းထင်နေတယ်ဒါပေမဲ့ဒီ6လပိုင်းမှာပြောရတဲ့အရာကဘာလို့6လပိုင်းမှာသိစေနေတဲ့အရာမျိုးကကြတော့ကိုလိုစူးစမ်းတဲ့အရာတွေကိုလည်းဆက်ပြီးတော့စူးစမ်းစေချင်တယ်ဘလို့အတားအဆီးပဲရှေ့ကိုဆက်ပြီးတော့တွားစေချင်တာမျိုးတွေ့ရတယ်ကိုအတွက်ဘယ်မှာကိုတားဆီးလို့မရဘူးဘယ်မှာကိုလုံးနေတဲ့အရာကိုဖျက်ဆီးလို့မရဘူးဆိုတော့ energy မျိုးတွေ့ရတယ်အဲ့ဒါဆိုတော့ကိုလုံးနေတဲ့အရာတွေကပြောရမယ်ဆိုရင်ဘလုံးမှမပြည့်စည်နိုင်ဆိုတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ဆိုတော့ကိုလုံးနေတဲ့အရာတွေကိုလက်မလျှော့ဘဲနဲ့ရှေ့ဆက်သွားဖို့ရှေ့ဆက်လုပ်ဖို့အတွက်ကိုဒီကလေးကနေပြီးတော့ပြောနေခြင်းဖြစ်ပါတယ်ပေါ့ဒီ message လေးကိုတွေ့ရပါတယ် okay ဒီကလေးကိုမြင်မိတာကတော့ကိုဒီ6လပိုင်းချိန်ဒီမှာဆိုရင်ကိုအတွက်ကအခက်အခဲလေးကြုံနေကြုံနိုင်တယ်ဒါမှမဟုတ်လေကိုတက်ပြင်းတာပေါ့ကိုပြောမယ်ဆိုရင်တော့ပြင်းတာတအားပြင်းတာမျိုးတွေလည်းဖြစ်အောင်ဖြစ်နိုင်တယ်ဘာမှမလုပ်ချင်တဲ့စိတ်မရှိတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လို energy မျိုးတွေလည်းတွေ့ရတယ်တကယ်တော့ကိုကဒီလောက်ကင်နိုင်တဲ့အခြေအနေမျိုးရှိတယ်ကိုကလုံးဝမယ်ဒီဟာတွေကလည်းကိုရှာတွေ့တဲ့အရာတွေကိုရှာဖွေရတဲ့အရာတွေကလည်းလက်တွေ့အသုံးချရမယ်လက်တွေ့လောက်ကင်ရမယ်ဒါမှမဟုတ်လည်းကိုစူးစမ်းနေတဲ့အရာတွေရှိရင်လည်းဆက်လက်စူးစမ်းရမယ်ဒါပေမဲ့ကိုကတဖြည်းဖြည်းနဲ့ပြင်းလာတဲ့ပုံစံမျိုးတက်နည်းနည်းလေးလေးလံလာတဲ့ပုံစံမျိုးလေးတွေကိုလည်းတခြားတော့ဒီမှာတွေ့ရတယ်ပေါ့ဒီကနေပြီးတော့တွေ့ရပါတယ်
โอเคကိုကအဲ့လိုကြီးမလုပ်ဘဲနဲ့ဆက်လက်စူးစမ်းစေခြင်းနဲ့နောက်ပြီးတော့ကိုစူးစမ်းတဲ့အရာကကြတော့မကြခင်မှာ result ကောင်းတွေရလာနိုင်တယ်မကြခင်မှာဆိုပေမဲ့ဒီကလေးကိုမြင်ရတဲ့အခါမှာကြတော့ပြောရမယ်ဆိုရင်အချိန်တစ်ခုအရာတော့ပေးရလိမ့်မယ်အချိန်တစ်ခုရတော့ပေးရလိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာကကြတော့ကိုစူးစမ်းတဲ့ပမာဏအတိုင်းကိုပြင်ရနိုင်မဲ့ပုံစံမျိုးကိုဒီကနေပြပနေခြင်းဖြစ်တယ်ဒါကြောင့်မို့လို့အကိုတွေကနေပြီးတော့စူးစမ်းလိုက်စမ်းမှဆိုတဲ့ message မျိုးကိုဒီမှာတွေ့ရပါတယ်အခုကိုလက်ရှိစူးစမ်းနေတဲ့အရာကိုလုံးနေတဲ့အရာကိုဆက်လက်မလျှော့ပဲနဲ့စူးစမ်းစေခြင်းနဲ့ဆိုတဲ့ကံမျိုးလေးကိုတွေ့ရပါတယ် okay ဒါတော့ tarot reading လေးပေါ့ okay ပါနောက်ထပ် oracle reading လေးကိုတစ်ခြားလောက်ကြည့်ပေးပါမယ် okay spiritual peace okay ကြည့်ရတာဆိုရင်ကိုကဒီခံမရတော့ဆိုရင်ကိုကအပြောပါးနေပဲအဲ့လိုတွားနေမိတာမျိုးဖြစ်ပြီးတော့ဒီကိုလုံးမဲ့အရာကိုအဲ့လိုတဖြည်းဖြည်းရှော့သွားတယ်လို့မျိုးလဲဖြစ်နိုင်တယ်ပေါ့ဒီအရာလေးကိုကြည့်ရတော့ခံမရတော့ဆိုရင်တော့ကိုလုံးနေတဲ့အရာပေါ်မှာတော့အာယုံစက်မှုနေသွားတာအာယုံစက်မှုနေသွားတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့ကိုလုံးကင်နေတဲ့အရာမျိုးတွေတဖြည်းဖြည်းနဲ့အချိန်လျော့လာတဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်ဘာဖြစ်လို့ဆိုတော့ကိုကဒီလိုအချိန်မျိုးမှာဆိုရင်ဒီလိုကာလမျိုးမှာဆိုရင်ကိုကအေးစစ်ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပျော်ရွှင်တဲ့အရာတွေအပျော်အပါးတွေအရင်များသွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုကြီးအကြောင်းမလို့ကိုလုံနေတဲ့အရာပေါ်မှာပြင်းသွားတာပေါ့လို့ရှင်ခိုင်းသေးသေးမရှိတော့ပဲပြင်းသွားတဲ့အခြေအနေမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ပြီးတော့အချို့ဒီဖိုင်သွေးကိုရရတဲ့သူတွေထဲမှာဆိုရင် spiritual အပိုင်းမှာပြောမယ်ဆိုရင်တော့ကိုလုံးဝ protect လုပ်ပေးရတယ်အရာပေါ့နော်လုံးဝကို protect လုပ်ပေးရတယ်အကာအကွယ်ပေးထားတယ်ဆိုတော့အထိပ္ပယ်မျိုးလေးကိုဒီမှာတွေ့ရတယ်အခုလိုချင်းနေမျိုးမှာဆိုရင်ကိုကစိတ်ဒီ6လပိုင်းမှာဆိုရင်လုံးကြုံရှိကိုတကယ်စိတ်ထဲမှာအေးချမ်းမျိုးရှိတယ်အေးချမ်းပုံတင် peace ဆိုတဲ့ပုံစံမျိုးအေးချမ်းလေးရှိတယ်နောက်ပြီးကိုလည်းလုံခြုံမှုရှိရလို့ခံစားရတာမျိုးတွေနောက်ပြီးတော့ကိုအတွက်ကတကယ်ကိုစိတ်ချမ်းသာတဲ့အခြေအနေမျိုးတွေစိတ်ချမ်းသာစေမဲ့ကာလာမျိုးအဖြစ်နဲ့မြင်တွေ့ရမှာဖြစ်တယ်။ဒါပေမဲ့ကိုအတွက်ကကြတော့ဒီပြင်းရတဲ့အခြေအနေမျိုးတွေကရှိနေတယ်ပေါ့ဒီကိုကြုံနေရတဲ့အရာကြောင့်မလို့အလုပ်ပေါ်မှာအသိအာရုံမဆိုင်နိုင်တာမျိုးလေးတွေတော့ဖြစ်တတ်တယ်။ဒါပေမဲ့အဲ့ဒီအရာမျိုးလေးကစိတ်ပူစရာမလိုဘူးကိုအတွက်ဒီအလုပ်ရမယ့်အရာမျိုးလေးကိုပုံမှန်လေးလုပ်ပေးခြင်းအဖြစ်တဖြည်းဖြည်းနဲ့အဲ့ဒီအရာကပြည်လည်သွားမယ်ဆိုတော့အထိပ္ပယ်မျိုးလေးရှိတယ်။နောက်ပြီးတော့ကိုအတွက်ဒီကိုဒီလိုကာလမျိုးမှာဆိုရင်ဒီအဆင်ပြေစေမယ်ကိုအဆင်ပြေသွားအောင်တဖြည်းဖြည်းနဲ့လမ်းတဲ့ပြီးပါမယ်တကယ်လို့ကိုကဒါတကယ်လမ်းမှာတစ်ခုကိုအတွက်အမားတွေမှမြန်လုံနိုင်ကြီးရှိတဲ့အခြေအနေမျိုးမှာဆိုရင်ကိုအဲ့ဒီအခြေအနေတွေလွတ်မြောက်သွားနိုင်တဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့ဒီ spiritual ဆိုတဲ့ဒါမျိုးတွေကိုမြင်ခြင်းအဖြစ် okay ပြောမယ်ဆိုရင်တော့ဒီ fine 3မှာဆိုရင်ကိုလောက်တဲ့အရာကိုဆက်ပြီးတော့လုပ်စေခြင်းနဲ့ပြီးတာမျိုးတွေမဖြစ်စေဘဲနဲ့အလုပ်ကိုဆက်လက်ကြိုးစားစေခြင်းနဲ့နောက်ပြီးတော့ကိုသိထားတဲ့အရာတွေကိုတက်ထားတဲ့အရာတွေကိုအခုလက်တွေ့မှာအသုံးချဖို့အတွက်အချိန်ကောင်းဆိုတာမျိုးလေးကိုလည်းဒီမှာသိစေခြင်းနဲ့နောက်ပြီးတော့ဒီအခုကာလမျိုးမှာကိုကစိတ်ကိုအေးချမ်းဖြစ်စေမယ်ဆိုတဲ့ပုံစံမျိုးပါနော်ဒီကလေးကိုချင်းစိတ်ကိုအေးချမ်းစေမယ်နောက်ပြီးကိုကလည်းတကယ်ဆုံးကြုံနေလို့ခံစားမယ်ကာလမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယုံကြည်တဲ့အရာကိုယုံကြည်တဲ့အရာကိုတကယ်တစ်ဆိုင်မှတကယ်ကိုရဲ့ဆုံးဖြတ်ချက်အတိုင်းကိုလှုပ်ဆောင်သွားဖို့အတွက်ကိုအကြံပေးခြင်းပါတယ်ဗျာအခုတော့ဒီ fine 3လေးတွေအတွက်ကတော့ဒီလောက်ပါပဲအားလုံးကလည်းကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ